တဲ့လူ၃မျိုးပဲရှိပါတယ်ပထမတစ်မျိုးကကိုယ့်ဘဝရဲ့အခက်ခဲဆုံးချိန်မှာကိုယ်နားရောက်လာပြီးစေတနာမေတ္တာတွေနဲ့ကိုညီဖေးမှထူမှတ်ပေးခဲ့သူဖြစ်ပါတယ်အမှောင်ဆုံးချိန်မှာအလင်းပွင့်လေးဖြစ်ခဲ့ဘူးသူကိုတန်ဖိုးထားပေးပါအစ်ဆက်နေချိန်မှာနှွေးထွေးမှုလေးပေးခဲ့ဘူးသူကိုအမြဲတတိတရားရှိပါကိုယ့်ရဲ့နာကျင်မှုတွေကိုမျှဝေစာနာနားလည်ပေးခဲ့သူကိုတန်ဖိုးထားပေးပါကိုလိုအပ်တဲ့အခါသူ့အနားမှာရှိခဲ့ပြီးသလိုသူလိုအပ်တဲ့အချိန်မှာလည်းသူ့အတွက်ပြန်ပြီးကူညီဖေးမနိုင်မှုကြိုးစားပါသူဟာကိုယ့်ဘဝတစ်သက်လုံးဘယ်တော့မှအဆုံးရှုံးမခံတဲ့မိကောင်းဆွေမွန်ဖြစ်ပါတယ်ဒုတိယတစ်မျိုးကကိုယ့်ဘဝရဲ့အခက်ခဲဆုံးအချိန်မျိုးမှာကိုယ့်အနားကနေစွန့်ခွာကြောခိုင်းသွားခဲ့သူဖြစ်ပါတယ်ကိုယ့်ရဲ့အခက်ခဲတွေကိုစာနာနားလည်မပေးနိုင်သလိုမျှဝေခံစားပေးဖို့လဲစိတ်ကူးမရှိတဲ့သူမျိုးဖြစ်ပါတယ်ဒီလူမျိုးဟာကိုယ့်အနားမှာအနီးကပ်ဆုံးရှိခဲ့ဘူးသူကိုချစ်ခင်မျှော်လင့်ပတ်သက်မိသူတွေကလည်းဖြစ်နိုင်ပါတယ်ကိုယ့်ပေါ်ဘယ်တော့မှပြစ်ပြစ်ခါခါလုံးမှာမဟုတ်ပါဘူးလို့ထင်ထားမိတဲ့သူမျိုးလည်းဖြစ်နိုင်တာပါပဲအဲ့ဒီလိုလူမျိုးကိုတော့ကိုယ့်ဘဝတွေကနေအပီးပိုင်နှုတ်ဆက်လှမ်းခွဲလိုက်ရုံပါပဲသူစီကနေဘလို့တိတတ်မှုမျိုးကိုမှမျှော်လင့်မထားပဲကိုယ့်ဘဝကိုသူမပါပဲတတ္တိရှိရှိရဲရင်စွာဆက်လျှောက်ဖို့လိုပါတယ်ကိုယ့်ဘဝရဲ့အစဉ်ပြေခြင်းအစဉ်မပြေခြင်းတွေကိုသူဘာမှပါဝင်ပတ်သက်ခွင့်မရှိတော့သလိုဥပိ္ပခပြုလှစ်လျူရှုလိုက်ဖို့အသင့်တော်ဆုံးလူမျိုးဖြစ်ပါတယ်တတိယတစ်မျိုးကတော့ကိုယ့်ဘဝကိုအခက်ခဲတွေကြားတွေထိုးကြွေးလိုက်သူမျိုးဖြစ်ပါတယ်တနည်းအားဖြင့်ကိုယ့်ဘဝအစဉ်မပြေအောင်ကြဆုံးအောင်ဤအမျိုးမျိုးနဲ့ဆင်းရဲဒုက္ခတွေပေးတတ်တဲ့သူမျိုးဖြစ်ပါတယ်ကိုယ်နာကျင်ထိခိုက်အောင်စိတ်ဆိုးဒေါသထွက်အောင်နီလန်းအမျိုးမျိုးနဲ့ရှာဖွေတိုက်ခိုက်ထိုးနှက်တဲ့ရန်သူမျိုးဖြစ်ပါတယ်အဲ့လိုလူမျိုးတွေကကိုယ့်ကိုအမုန်းစကားလုံးတွေများစွာမလို့တမာလုပ်ရပေါင်းများစွာနဲ့ကိုယ့်ဘဝတစ်ခုလုံးကစင့်ကလျားဖြစ်အောင်ဆုံးရှုံးနစ်နာအောင်ကြံစီအားထုတ်တဲ့သူမျိုးဖြစ်ပါတယ်အဲ့လိုလူမျိုးအတွက်ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုဆိုတဲ့ပါဝါကိုသူ့လက်ထဲထည့်မပေးမိဖို့အရေးကြီးပါတယ်သူ့စကားတခွန်းခွန်းကြောင့်သူ့လုပ်ရက်တစ်ခုခုကြောင့်ကိုယ်မှာစိတ်ဆိုးဒေါသတွေထွက်ပြီးဆွေ့ဆွေ့ခုံလောင်မြိုက်ပြနေမယ်ဆိုရင်သူလိုချင်တဲ့ပါဝါကိုရန်သူလက်ထဲအနှင်းပေးလိုက်တာနဲ့အတူတူပါပဲလောင်မြိုက်စေခြင်းသူကိုတည်ငြိမ်အေးချမ်းစွာနေပြခြင်းနဲ့သာတုံ့ပြန်ရမှာဖြစ်ပါတယ်ဒေါသထွက်စေခြင်းလို့ရန်စနေတဲ့သူဒေါသမထွက်ပဲကိုယ်အလုံးမပြတ်ပဲရင့်ကျက်တည်ငြိမ်စွာနေပြခြင်းဟာသူ့ကိုပညာသားပါပါအနိုင်ယူပြနိုင်ခြင်းပဲဖြစ်ပါတယ်ရန်သူထောင်ချောက်ထဲမသက်ဆင်းမိဖို့ကိုယ့်ရဲ့စိတ်အေးငြိမ်မှုကလေးကိုအထိပါမခံပဲကိုယ့်အလုပ်တွေကိုသာမရက်မနာဆက်လုပ်နေဖို့လိုပါတယ်ငိုကြွေးစေခြင်းသူကိုရေရေမောမောနေပြလိုက်ရုံပါပဲနစ်နာဆုံးရှုံးစေခြင်းသူကိုအောင်မြင်မှုနဲ့အနိုင်ယူရမှာဖြစ်ပါတယ်သူကနာကျင်စေခြင်းတလို့ကိုကနာကျင်မပြပဲသူ့ရဲ့ဖြစ်တည်မှုဟာကိုယ့်အတွက်ဘာမှအရေးမပါတဲ့အမိုက်တစသာဖြစ်ကြောင်းသူ့ကိုသိခွင့်ပေးလိုက်ခြင်းကသာအကောင်းဆုံးတုံ့ပြန်ခြင်းဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်